အားလုံးပဲမင်္ဂလာပါမြစ်တာဖောင်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ဖြင့်လွန်ခဲ့တဲ့စနစ်တုန်းကအဆိုင်လင်တင်ခဲ့တဲ့လူတယောက်ဟာအခုအချိန်နေကာလတွေစနစ်ကြတော့မှအင်တာဗျူးတစ်ခုကောက်ရမယ်ဆိုရင်ကိုယ့်ရဲ့ပျောက်နေတဲ့ဖိုင်တွဲကြီးတွေအဆင်မပြေမှုတွေငါးပါးပြင်ဆင်ထားရတယ်လေဆိုပြီးတော့တူးတူးပြတာဖြစ်နေမဲ့လူတွေအတွက်ဒီဗီဒီယိုဖိုင်လေးဟာတော်တော်လေးအကူအညီပေးလိမ့်မယ်လို့ဆိုချင်ပါတယ်ဒီတစ်ခေါက်ကတော့ဒုတိယအခက်ခဲကဘာကိုကြုံတွေ့နိုင်ရပါတယ်လေဒုတိယအခက်ခဲမှာတော့ကိုကရှေ့နေပါလားကိုကပွဲစားနဲ့တင်ခဲ့တာလားလို့မေးချင်ပါတယ်အချို့သောပွဲစားနဲ့တင်ခဲ့တဲ့သူတွေကကိုယ့်ရဲ့ statement ဟာတစ်ခါတလေမှာဒီစာမျက်နှာတစ်မျက်နှာရဲ့တဝက်လေးလောက်ကိုပဲအရန်ပြင်းထန်တဲ့ taste တွေကိုထည့်လိုက်တာတွေ့ရပဲဘယ်လိုမျိုး taste တွေမျိုးပါလဲဥပမာကိုကကိုယ့်ရဲ့ပွဲစားကိုဖန်ဆီးခံရတဲ့ဟာလေးတွေကိုခက်ခဲကြုံတွေ့ရတဲ့နိုင်ငံရေးအတွေ့အကြုံတွေရှင်းပြတဲ့အခါမှာအောင်လူစောနဲ့ကိုထောင်ထဲထည့်လိုက်တာမျိုးစသည်ဖြင့်မဖြစ်နိုင်တဲ့အရာတွေကိုဖန်တီးလိုက်တာတွေတွေ့ကြုံရပါလိမ့်မယ်ဒီတွေ့ကြုံမှုတွေဟာကိုယ့်အတွက်အင်မတန်ဖြည့်ရှင်းရခက်ပြီးတော့အင်မတန်ဒုက္ခရောက်နိုင်တဲ့အရာတွေပါတချို့ဆိုလို့ရှိရင်ဘလောက်တောင်များဖန်တီးချက်ကောင်းတယ်လေဆိုရင်သူတို့ပြောတဲ့ဒီဇတ်တို့မြန်မာနိုင်ငံမှာမရှိတဲ့ကျေးရွာနာမည်လေးတွေတို့စသည်ဖြင့်ရေးသားလိုက်တဲ့အခါမှာဒီဖြည့်မဲ့သူဟာဘယ်လိုအခြေအနေမျိုးနဲ့တွားရမယ်ဆိုတာတောင်မှသူမသိနိုင်ပါဘူးအဲ့တော့ဒုတိယအခက်ခဲကတော့ကိုယ့်ရဲ့ statement ဟာကိုတင်လျှောက်ခဲ့တုန်းကပါခဲ့ရလားအချို့ဒီပွဲစားနဲ့တင်တာမဟုတ်ဘဲနဲ့ရှေ့နေနဲ့တင်တဲ့ခါမှာလဲအချို့လိုအပ်ချက်တွေအများကြီးတွေ့ရပါတယ်သူတို့ကြတော့ statement တောင်မပါတော့ပါဘူးဒါပေမဲ့ i589 ဖောင်ရဲ့စာမျက်နှာ9စာမျက်နှာ6စာမျက်နှာ9နဲ့ကျမတို့ supplemental sheet လို့ခေါ်တဲ့စာမျက်နှာ7မှာကိုယ့်ရဲ့ statement ကိုအဲ့ဒီမှာရေးသားထားတာတွေ့ရပါတယ်အဲ့ဒီတော့ကိုယ့်ရဲ့ statement ဟာဒီတိကျသေးကြတဲ့အချက်တွေနဲ့မပါတော့ဘူးဆိုလို့ရှိရင်ဘယ်လိုများအဆိုင်လင်ကိုသွားဖြည့်မှာပါလဲအဲ့ဒီအခါမှာတော့အရေးကြီးတဲ့ကိုယ့်ရဲ့ရှေ့နေနဲ့အမြန်ဆုံးအဆက်အသွယ်ရဖို့ဖြစ်ပါတယ်အချို့ရှေ့နေတွေဟာလွန်ခဲ့တဲ့10နှစ်လောက်ကနေပြီးကိုယ့်ကိုတင်ပေးလိုက်ပြီးတော့ငွေအကြေးအနည်းအကျဉ်းလေးပဲယူလိုက်ပါတယ်ပြီးတော့ကိုအင်တာဗျူးရတဲ့ဒီsocial network ပါမြင်ရတဲ့အဆင့်ထိလုပ်ပေးလိုက်ပါတယ်အဲ့လိုဆိုရင်လူတယောက်ဟာအဆိုင်လင်တင်ပြီးတော့ဒီနိုင်ငံမှာနှစ်10နဲ့ချီပြီးတော့ဒီ social work permit နဲ့နေလိုက်တယ်ဆိုရင်သူ့ဘဝကရှင်းနေလုပ်ပေးရတဲ့တာဝန်ဟာကြည်တယ်လို့ပြောနိုင်ပါတယ်ဒါပေမဲ့ကံကောင်းထောက်မှနဲ့အချိန်ကာလ10နှစ်ကြာတဲ့ခါမှာကိုအင်တာဗျူးရခဲ့မယ်ဆိုရင်အမြန်ဆုံးရှင်းနေနဲ့ဆက်သွယ်ရပါမယ်ဒါပေမဲ့ကိုအင်တာဗျူးလာဖို့ခေါ်လိုက်တဲ့ရက်ဟာ82နာရီဆိုတာအချိန်3ရက်ပဲရှိပါတယ်အချိန်3ရက်အတွင်းမှာစိတ်သောကတွေဖြစ်ပါပြီအဲ့ဒီခါမှာကိုယ့်ရဲ့ရှေ့နေကိုဘယ်လိုဆက်သွယ်နိုင်မှာလဲဆိုတော့တောကရောက်လာပါပြီဒီခက်ခဲဟာဖြင့်ဒီအင်တာဗျူးဖြေမဲ့လူတစ်ယောက်ရဲ့ဒုတိယအကြီးမားဆုံးအခက်ခဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုကိုယ့်ရဲ့ရှေ့နေနဲ့ပြန်ဆက်ကြမှာလဲအမြန်ဆုံးဆက်သွယ်ပါလို့ပြောချင်ပါတယ်အနည်းလေးတော့ကိုယ့်လက်ထဲမှာစာချုပ်တွေရှိခြင်းရှိမယ်စာရွက်တွေရှိခြင်းရှိမယ် statement တွေရှိခြင်းရှိမယ်တကယ်လို့မရှိခဲ့ဘူးဆိုလို့ရှိရင်အနည်းဆုံးကိုယ့်ရဲ့ရှေ့နေကိုအမြန်ဆုံးဆက်သွယ်ရပါမယ်ရှေ့နေကလည်းပဲကိုယ့်ကိုပေးရန်ကြံတဲ့အကျွေးကြံနေတဲ့သူဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီခါမှာကိုယ်တိုင်လာတာမျိုးလေးဖြစ်နိုင်ပါတယ်ကံကောင်းမယ်ဆိုရင်တော့ဖြင့်ကိုယ်တိုင်လာပြီးတော့ကိုယ်တိုင်တက်တည်လိုက်တာမျိုးတွေဟာကိုယ်တိုင်ဒီရှေ့နေကိုယ့်ရဲ့ client နဲ့တူလိုက်ပြီးနေဆိုရင်တော့ client အတွက်အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်မှရှေ့နေပါခဲ့တဲ့ဆိုရင်ရှေ့နေကိုအမြန်ဆုံးဆက်သွယ်နိုင်ဖို့ကြိုတင်စီစဉ်ပါလို့ပြောကြရင်းနဲ့နောက်တစ်ပိုင်းဖြစ်တဲ့တတိယအကြိမ်အခက်ခဲကိုဆက်လက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ